မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုရုပ်ချောပြီးမယ်ဆောင်းမရှုပ်တဲ့အကြောင်းသက်သေနဲ့တကွပြလာခဲ့တဲ့ရှင်မွေလာရဲ့အခြေအနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်းသားကျော်ရှင်မွေလာကတော့မြင့်မြတ်တဲ့အရက်တူလို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့သူပါနာမည်တူမရှာလူတူမရှာတဲ့လောကကြီးမှာမြင့်မြတ်တဲ့ပုံစံရော item မှာတူတဲ့ရှင်မွေလာကပရိသတ်အာယုစိုက်တာခံခဲ့ရသလိုအခုဆိုရင်နာမည်ကြီးမင်းသားတစ်လက်တောင်ဖြစ်လို့နေပါပြီရှင်မွေလာကမြင့်မြတ်နဲ့ဘာမှမတော်ပေမဲ့ရုပ်ရည် item တွေအတန်တွေကအစတူပါတယ်မင်းသားမြင့်မြတ်နဲ့ညီကိုတော်ရလားဆိုပြီးမေးရလောက်တဲ့အထိတူခဲ့တာကြောင့်ပရိသတ်စိတ်ဝင်စားတာခံခဲ့ရသလိုနောက်ပိုင်းမှာတော့သူ့ရဲ့အရေးချင်းကြောင့်အမှုပညာနယ်ပယ်မှာနေရာတစ်ခုရလာခဲ့ရလဲဖြစ်ပါတယ်။ရှင်မွေလာကမင်းသားတစ်ယောက်ဖြစ်ဖို့အရန်ကြိုးစားခဲ့ရသူပါ။ဖျက်လျှောက်ဘဝကနေအခုလိုအောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်ဖို့အရန်ကြိုးစားခဲ့ရသူလည်းဖြစ်ပါတယ်။ပရိသတ်တွေကသူ့ကိုမော်နဲ့ဇော်ဆိုတဲ့အမွှာကာရိုက်တာနဲ့တီးကြတာများပါတယ်။ရှင်မွေလာကခေါင်းဆောင်မင်းသားနေရာကရိုက်ခွင့်ရဖို့တဆင်ချင်းစီစူးစမ်းခဲ့ရတာအခုဆိုရင်ကောင်းစားမင်းသားနေရာကနေရိုက်ကူးနေရပြီလည်းဖြစ်ပါတယ်။ရှင်မွေလာကအိုက်တင်လဲကောင်းတယ်လို့ရုပ်လဲချော်တဲ့မင်းသားတလက်မို့မင်းကလေးပရိသတ်တွေရဲ့အားပေးဝင်ရမှုကိုတခဲနဲ့ရထားတာလည်းဖြစ်ပါတယ်။သူရဲ့တရုပ်ဆောင်ပညာကိုကြိုက်လို့အားပေးတဲ့ပရိသတ်တွေရှိသလိုသူရဲ့ရုပ်ရည်ကြောင့်ကြိုက်တဲ့မင်းကလေးတွေကလည်းအများအပြားပါပဲ။အနုပညာနဲ့ပတ်သက်ရင်ရောရုပ်ရည်ရောကြောင့်မှပရိသတ်အားပေးမှုကိုရထားတဲ့ရှင်မွေလာကစော်ကြည်ပဲတယောက်လည်းဖြစ်ပါတယ်။လူငယ်စတိုင်းနဲ့ခမ်းမမဲ့ပုံစံလေးမျိုးကြိုက်တဲ့ကောင်မလေးတွေဝိုင်းဝိုင်းလဲနေသူလည်းဖြစ်ပါတယ်။မင်းသားတော်တော်များများကစော်ကြည်ပဲတွေဖြစ်ကြသလိုအခြေရေးမှာအရှုပ်ရှင်းရှိကြပေမဲ့ရှင်မွေလာကတော့အားလုံးနဲ့ကွဲထွက်နေတဲ့လူရိုးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ရှင်မွေလာကကောင်မလေးတွေဝိုင်းဝိုင်းလဲနေပေမဲ့ရီးစားရှုပ်တဲ့အထဲမှာတော့မပါပါဘူး။သူရဲ့ပုံစံကိုကြည့်လိုက်တာနဲ့လူတော်တော်များများကမျက်နှာများမဲ့မင်းသားလို့ထင်ကြပေမဲ့သူကတော့လက်တွေ့မှာပြိသက်ထင်တယ်လို့မဟုတ်ဘူးဆိုတာကိုသက်သေပြလာပါပြီ။ရှင်မွေလာကခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ဇက်ကားတွေရိုက်နေရပေမဲ့ခက်ချီချီမနေတတ်ပါဘူး။ပုံစံကခက်တီတီခက်ပြက်ပြက်မို့ချီတက်မယ်လို့ပရိသတ်တွေကအစာပိုင်းမှာထင်ကြပေမဲ့အင်တာဗျူးတွေမှာတွေ့ရတဲ့သူရဲ့ပုံစံကြောင့်ပရိသတ်အထင်ကတက်တက်ဆင်အောင်လွှဲခဲ့တာလည်းဖြစ်ပါတယ်။ရှင်မွေလာကပရိသတ်ထင်တယ်လို့ဆော့ရှုပ်ကောင်းလေးမဟုတ်တဲ့လူရိုးလေးပါ။သူနဲ့ခင်တဲ့အမှုပညာရှင်တွေကြားမှာတော့သူက playboy အဖြစ်နာမည်ကြီးပါတယ်။ကောင်မလေးတွေကို play တဲ့ playboy လေးမဟုတ်ပဲအခုထိတငယ်နာမစင်သေးပဲအယုတ်တွေနဲ့စော်နေသေးတာမို့ playboy ဆိုပြီးနာမည်ပြောင်းပေးထားတာပါ။ရှင်မွေလာကအိမ်တော်ပြုတ်ကလေးမွေရမယ့်အရွယ်ရောက်နေပြီမဲ့အခုထိကလေးစိတ်ကမကုံသေးပါဘူး။ကလေးတယောက်လိုမျိုးသွားလျာမှာစောစရာအယုတ်တွေယူသွားတတ်သူပါ။သူရဲ့ကားပေါ်မှာတော့တနက်နဲ့အမွေရုပ်ကအမြဲတမ်းပါတဲ့အထိစောကစားတာကိုခုံမင်းသူတယောက်လို့ဆိုပါတယ်။ကောင်မလေးတွေကိုစောကစားဖို့နေနေသားသားတရက်သူ့ရုပ်တွေနဲ့စောနေသူတယောက်လည်းဖြစ်ပါတယ်။ရှင်မွေလာကတော့အခုထိကလေးစိတ်မကုံသေးပါဘူးနော်။ကလေးဖေရွယ်ရောက်နေပြီမဲ့ကလေးတယောက်လိုမျိုးစောကစားရတာခုံမင်းသူတယောက်မို့ပလေးဝိုင်းကတော့တသက်လုံးဖြစ်လာမှာမဟုတ်တော့ပါဘူးနော်